စာစဉ်နှစ်မင်းရှင်နှင့်အပင်ဟင်အိုမင်းရှင်သည်မြေပြင်ပေါ်တွင်ဒူးထောက်လဲကျနေသောထိုလူ၏လက်ကောက်ဝတ်ကိုမြဲမြံစွာဆုပ်ကိုင်ထားဆဲဖြစ်သည်လာရောင်အောက်တွင်တေချာကြည့်လိုက်မှထိုသူ၏လက်ဖြံပေါ်တွင်ထူးဆန်းသောအမဲဆက်ကလေးများမှသွေးကြောတစ်လျှောက်အထက်သို့ဆန်တက်နေသည်ကိုတွေ့လိုက်ရသည်မင်းနာမည်ဘယ်သူလဲမြမောင်ပါဆရာလေးကဲပါအောင်ကျွန်တော်ရင်ဘတ်ထဲကမိစားနဲ့ဒိုးနေသလိုပူလွန်းလို့ပါမြမောင်ဤအတန်မှာအင်အားကုန်ခန်းနေပြီဖြစ်သည်မင်းရှင်သည်တွေ့ဝေမနေတော့ပဲလွယ်အိတ်ထဲမှစတီးရေကွက်လေးကိုထုတ်ခါလမ်းဘေးရှိရေအိုးစင်မှရေကိုခတ်ယူလိုက်သည်ဆရာကြီးဦးဝိဇ္ဇာသင်ပေးခဲ့သောရေးအင်းပညာကိုပထမဦးဆုံးအကြိမ်လက်တွေ့စမ်းသပ်ရမည့်အချိန်ရောက်ပြီမင်းရှင်သည်လွယ်အိတ်ထဲမှခန်းကော်သားကလောင်တန်လေးကိုထုတ်လိုက်သည်ထို့နောက်ရေမျက်နှာပြင်ကိုစိုက်ကြည့်ကာစိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်အစမြင်းနဲ့အဆုံးမြင်းကိုသတိထားအခရာကိုမြင်းနဲ့မထိစေနဲ့ဟူသောဆရာကြီး၏စကားကိုနားထဲတွင်ပြန်ကြားရောင်နေသည်သူသည်ရေမျက်နှာပြင်ပေါ်တွင်ကလောင်တန်ဖြင့်အင်းကွက်ကိုစတင်ရေးဆွဲတော့သည်ပထမဦးစွာနမင်းကြီးလေးပါးကိုတိုင်တယ်၍အင်းကွက်ကမြင်းတန်းကိုအလုံးပိတ်ဆွဲလိုက်သည်ထို့နောက်အလဲတွင်အုံအခရာကိုမြင်းချောင်းနှင့်လွတ်အောင်ဂယုတစိုက်ရေးထည့်သည်သူ၏အာယုန်သည်ရေကွက်ထဲကိုသာစီးဝင်သွားပြီးဘေးပတ်ဝန်းကျင်ကိုပင်မေ့လျော့နေတော့သည်အသက်ကယ်ပညာဖြစ်ရမယ်အသက်ကယ်ပညာဖြစ်ရမယ်ဟုစိတ်ထဲမှတဖွာဖွာရွတ်ဆိုရင်နောက်ဆုံးအဆုံးသက်မြင်းကိုပိတ်လိုက်သောအခါရေကွက်ထဲမှရေမာတိတိသားသားတုံခါသွားတဲ့ကဲ့သို့ခံစားလိုက်ရသည်ကဲမြမောင်ဒီရေကိုကုံအောင်တောက်လိုက်မြမောင်သည်တုံရီသောလက်များဖြင့်ရေကွက်ကိုယူကာအငမ်းမရတောက်ချလိုက်သည်ရေဝင်သွားသည်နှင့်တပြိုင်နက်မြမောင်၏ခန္ဓာကိုယ်မှာကြက်သီးမွေးညင်းများထသွားပြီးတအင်းအင်းနှင့်ပြုတ်အံလေတော့သည်မြေပြင်ပေါ်သို့မဲနှက်သောအရေတချို့အန်ထုတ်ပြီးနောက်မြမောင်သည်တပ်ပြင်းရှည်ကြီးချကာငြိမ်ကျသွားသည်ခဏအကြာတွင်မြမောင်၏မျက်နှာတွင်သွေးရောင်ပြန်လဲလွှမ်းမိုးလာပြီးလက်ဖြံပေါ်ကအမဲဆက်များမှလည်းတဖြည်းဖြည်းမေးမိန်ပြောက်ကွယ်သွားတော့သည်ဆရာလေးကျွန်တော်အသက်ရှူလို့ဝသွားပြီဗျရင်ဘတ်ထဲကအလုံးကြီးကျသွားသလိုပဲမြမောင်သည်မင်းရှင်ချေရင်တွင်ဝတ်စင်းကြော့ရင်ငိုရှိုက်လေတော့သည်မင်းရှင်သည်ဆရာကြီးအဆုံးအမများမိမြအစွမ်းထက်ကြောင်ကိုတွေ့သိလိုက်ရသဖြင့်ကြည်နူးမှုနှင့်အတူလေးနက်သောတာဝန်သိစိတ်တစ်ခုကိုခံစားလိုက်ရသည်မင်းကိုဘသူဒီလိုလှုပ်လိုက်တာလဲမြမောင်မင်းဘာလို့ငါ့လွယ်အိတ်ကိုနှိုက်ရတာလဲမင်းရှင်၏အမေးကြောင့်မြမောင်မှာတုံတုံရင်ရင်ဖြစ်အနောက်ဘက်ကမှောင်မဲနေသောတောအုပ်လေးစီသို့လက်ညှိုးထိုးပြလိုက်လေသည်မြမောင်သည်တောအုပ်ပြက်ကြီးဘက်သို့လက်ညှိုးထိုးပြရင်းကြောက်လန့်တကြားဖြင့်ပြောပြရှာသည်ဒီတောအုပ်ကိုကြော်လိုက်ရင်ကန်တာယာဆိုတဲ့ရွာလေးရှိတယ်ဆရာလေးနာမည်နဲ့လိုက်အောင်ပဲအရင်ကတော့တိတ်အေးချမ်းတဲ့ရွာလေးပေါ့အခုတော့အဲ့ဒီရွာမှာစုံမတယောက်ကြောင့်ရွာပြက်ကြီးလိုခြောက်ချားနေရပြီဗျာကျွန်တော်လည်းသူ့အစီရင်အောက်ရောက်နေလို့ဆရာလေးအိတ်ကိုနှိုက်မိတာပါမင်းရှင်ကမျက်ခုံးကိုအตาအရာတွန်းလိုက်ပြီးဘလို့ဖြစ်ရတာလဲမြမောင်အသေးစိတ်ပြောပြစမ်းမြမောင်ကတပြင်းချရင်ကန်တာယာရွာလေးရဲ့အတိတ်ကိုပြန်ပြောင်းပြောပြတော့သည်အရင်ကကန်တာယာရွာဆိုတာစိမ့်ဆူနေတာပဲဆရာလေးကရွာသားတွေကလည်းရိုးသားကြတယ်စီးလုံးကြတာအများစုကမြစ်ကမ်းနားဘေးကမြေနုကျွန်းပေါ်မှာကိုင်းလောက်ကြတာလေမြေကလည်းကောင်းမှကောင်းရွှေပြုံသီးတွေဆိုရင်ရွှေတုံးကြီးတွေကြားနေတာပဲခရမ်းသီးဖရဲသီးငရုတ်ကြက်တော်စိတ်သမျှဖြစ်ထွန်းလိုက်တာမှမရသူတိုင်းအားကြရတယ်ဆရာလေးရွာသူရွာသားတွေကကိုင်းလေးကထွက်တဲ့ဟင်းသီးဟိရွက်တွေကိုအချင်းချင်းဝင်ကစားကြရင်ပျော်စရာသိကောင်းခဲ့တာလွန်ခဲ့တဲ့3 လလောက်ကပေါ့ရွာထဲကိုအသက်40ဝန်းကျင်အရွယ်မိန်းမတစ်ယောက်ရောက်လာတယ်သူကိုယ်သူဒေါ်စိမ့်လို့မိတ်ဆက်တယ်ရွာကိုလှည့်လည်လာရင်ခဏတစ်ဖြုတ်တဲခိုခွင့်တောင်းတာပေါ့ရွာတကြီးဥပတော်ကလည်းစိတ်ထားကတိတ်မုံမြတ်တဲ့သူဆိုတော့မငြင်းရဘူးဆရာလေးရွာထဲမှာအေးအေးချမ်းချမ်းနေပါဒေါ်စိမ့်ရဲ့ဆိုပြီးတော့ရွာအစွန်ကဝချမ်းစီယိုခတ်ထားတဲ့အိမ်လေးတစ်လုံးမှာနေခွင့်ပေးလိုက်တယ်စားရောက်ခါစားကတော့တာမန်ပါပဲအိမ်တဲကအိမ်ပြင်သိမ့်မထွက်ဘူးဒါပေမဲ့နောက်ပိုင်းမှာထူးဆန်းတာတွေစဖြစ်လာတယ်
သူရောက်ပြီးမကြောက်ဘူးရွာကကျွဲနွားတွေအเจ้าမဲ့တေကုန်ကြတယ်ဆရာလေးညနေတကောင်းဆိုရင်သူ့အိမ်ဘက်ကနေခွေးတွေဥလိုက်ကြတာမှနောက်ကိုမခံတာဘူးပိုဆိုးတာကရွာသားတွေစုပေါင်းထားတဲ့ကိုင်းခင်းကြီးတွေကတညာတဲ့နဲ့မီးလောင်တယ်လို့ရော်ရွက်တွေကျွေကုန်ကြတာပဲဆရာလေးရဲ့မြမောင်ကပြောရင်တုံတုံရင်ဖြစ်ဆက်ပြောသည်နောက်တော့မှသိရတာကသူကတာမန်မိန်းမမဟုတ်ဘူးဆုံးမကြီးဗျတကြီးဥပတော်လဲသူ့ကိုရွာကနှင်ထုတ်ဖို့စ조사ပေမဲ့အခုတော့တကြီးကိုယ်တိုင်လဲအိပ်ရတယ်လဲနေရပြီကျွန်တော်တို့လူငယ်တွေကိုလဲသူကအေးနဲ့အစီရင်နဲ့ခိုင်းနေရခိုင်းနေတော့တာပဲမြမောင်ကကြောက်လန့်တကြားနဲ့ဒူးတုံရင်ကန်တာရွာမှာဖြစ်ပျက်နေသည့်ဒေါ်စိမ့်၏ရက်ဆက်ပုံများကိုဆက်ပြောပြသည်ဒါတွေမကဘူးဆရာလေးသူကတိတ်ယုံမာတာညနေဆောင်လို့ကလေးတွေလမ်းမပေါ်မှာစော့နေရင်သူကအိမ်ရှိထွက်လာပြီးကလေးတွေကိုခေါ်တယ်ပြီးရင်လက်ထဲမှာပါတဲ့မုတ်ထုတ်တွေကိုဝေကျွေးတာဗျအပြစ်ကင်းတဲ့ကလေးတွေကလည်းမုတ်ဆိုတော့ပျော်ပျော်ကြီးစားကြတာပေါ့ဒါပေမဲ့အဲ့မုတ်ကိုစားပြီးတာနဲ့အိမ်ရောက်ရင်အဲ့ကလေးတွေကအပြင်းပြတော့တာပဲဆရာလေးကညမောင်ကမျက်ရည်ဝဲလျက်အန်ကိုချိတ်ပြီးဖျားတာမှဆေးမီတို့နဲ့လဲကူမရဆေးရုံပို့လဲအကြောင်းမထူးပဲအသေးအတန်ကိုဖြစ်ကုန်တာဆရာလေးအဲ့ဒီခါကျမှဒေါ်စိမ့်ကလူလွတ်ပြီးတော့တည်င်းစကားပါတယ်ကလေးကိုပြန်ကောင်းခြင်းရင်ငါ့ကိုပတ်စံပေးတဲ့တောင်းတဲ့ပတ်စံကလည်းနည်းနည်းတော့မဟုတ်ဘူးဆရာလေးရဲ့သားသမီးမျက်နှာကြည့်ပြီးမိဘတွေမှာရှိတာလေးတွေထုတ်ရောင်းပြီးပေးကြရတာဗျဒါဆိုရွာသားတွေကဝိုင်းမပြောကြဘူးလားမြမောင်မင်းရှင်ကလေးနဲ့တော့လေးတန်းဖြစ်မေးလိုက်သည်ဆရာလေးရေပြောရတဲ့လူတယောက်ရှိခဲ့ဘူးတယ်ကလေးမေတယောက်ကသူ့သားလေးအသေးအတန်ဖြစ်တာကိုမခံစားနိုင်လို့ဒေါ်စိမ့်အိမ်ကိုသွားပြီးတော့အော်ဟစ်ဆဲဆိုရန်သွားတွေးတာပေါ့ဗျာအဲ့ဒီတော့ကဒေါ်စိမ့်ကဘာတခေါမှပြန်မပြောဘူးအိမ်ထဲကနေပြုံးကြီးပဲထွက်ကြည့်နေတာဗျအဲ့ဒီအမျိုးသမီးအိမ်ပြန်ရောက်ပြီးတနားရီတောင်မပြည့်ဘူးကလေးရောအမေရောနှစ်ယောက်စလုံးမျက်လုံးကြီးတွေပြူးပြီးအိမ်ပေါ်မှာတင်တည်သွားကြတာဗျအဲ့ဒီကလေးကရိုးသားတဲ့ရွာသားတွေခမမှာကြောက်လန့်ပြီးတော့ဘသူမှစကားမဟရဲကြတော့ဘူးကန်တာယာရွာလေးကတော့အခုဆိုရင်ငရဲကန်းတစ်ခုလိုဖြစ်နေပါပြီဗျာမင်းရှင်သည်မြမောင်ဤစကားများကိုနားထောင်ရင်လက်သီးကိုတင်းဆုပ်ထားမိသည်ဆရာကြီးဦးဝိဇ္ဇာတင်ပေးခဲ့သောအထက်လန်းပညာဟာလူကိုကယ်ဖို့ဖြစ်တော်လဲယခုကဲ့သို့အောက်လန်းပညာဖြင့်အနိုင်ကျင့်နေသူကိုတော့နှိမ်နင်းရန်လိုအပ်ပြီဟုသူနားလည်လိုက်သည်ကဲမြမောင်မင်းငါကိုအဲ့ဒီရွာကိုလမ်းပြပေးပါငါတို့အခုပဲသွားကြမယ်မင်းရှင်သည်သူဤလွယ်အိတ်ထဲကအင်းစာအုပ်နဲ့ဂန့်ကောကလောင်တန်ကိုတစ်ချက်ဆန်းကြည့်လိုက်ပြီးတော့ဆရာကြီးဤပုံရိပ်ကိုအာယုံပြုကကန်တာယာရွာရှိရာအမောင်တုတဲ့သို့ခြေလန်းကြီးများဖြင့်လှမ်းလိုက်ပါတော့သည်သူများမောင်ကျွန်တော်ကိုဆရာလေးလို့မခေါ်ပါနဲ့ဗျာကျွန်တော်ကလူငယ်တယောက်ပါပဲမင်းရှင်ကအာနာကြဖြင့်တားမြစ်လိုက်တော့လေမြမောင်ကခေါင်းကိုခါရဲရဲမဟုတ်တာဆရာလေးရဲ့ကျွန်တော်ကဆရာလေးရဲ့တီကြည်တဲ့အမူအရာနဲ့စောစောကကျွန်တော်ကိုကယ်ခဲ့တဲ့ပညာကိုလေးစားလို့ခေါ်တာပါဒါနဲ့ဆရာလေးအသက်ကဘယ်လောက်ရှိပြီလဲကိုမြမောင်ကကျွန်တော်ထက်အသက်ကြီးမှာပါကျွန်တော်က21ပဲရှိသေးတယ်ဗျဟာကျွန်တော်က24နှစ်ဗျဆရာလေးကငယ်ငယ်လေးနဲ့တကယ်ကိုအားကိုးထိုက်တဲ့သူပဲစကားတပြောပြောဖြင့်ရှောက်လာကြရာကန်တာယာရွာကြီးအဝင်ဝသို့ရောက်ရှိလာသည်လာရောင်အောက်တွင်ရွာကလေးမှာတစ်ချိန်ကအလွန်လှပခဲ့မိမှန်သိတာပါသည်လမ်းဘေးဝဲရာတွင်တရက်ပင်မကြီးပင်ကြီးများတန်းစီနေပြီးရွာလေလမ်းမကြီးမှလည်းကျယ်ဝန်းလှသည်သို့သောထူးဆန်းသည်မှာရွာကြီးတစ်ခုလုံး၆ကပ်တိတ်ဆိတ်နေပြီးအိမ်တိုင်းတကားများမှာလုံအောင်ပိတ်ထားကြခြင်းဖြစ်သည်မင်းရှင်ကရှေ့မှခက်မှန်မှန်ရှောင်ရင်ရွာဦးကျောင်းသို့အရင်ဝင်ခဲ့သည်ကျောင်းနိုင်ဆရာတော်ဗတ္တနာကေတာတကိုဖူးမြော်ရန်ဖြစ်သည်ဆရာတော်မှာကျောင်းပေါ်တွင်ကမ္မထန်စီးဖြန့်နေရင်မင်းရှင်တို့ကိုမြင်သောအခါမျက်လုံးဖွင့်ကြည့်သည်ဆရာတော်ကမြမောင်ကိုတစ်ချက်ကြည့်ကအချိန်တန်ပြီပေါ့အချိန်တန်ပြီဟုနည်းနည်းသောအတိတ်ပဲဖြစ်မိန့်ကြားလိုက်သည်မြမောင်မှာဘာကိုဆိုလိုမှန်းနားမလဲပဲကြောင်ကြည့်နေမိသည်
မင်းရှင်ကတော့ဆရာတော်ဤမျက်ဝန်းများကိုကြည့်ကမိမိရောက်လာခြင်းမှာကံတရားဤစီမံမှုတစ်ခုဖြစ်ကြောင်းရိပ်မိလိုက်သည်ကျောင်းပေါ်မှာဆင်းလာပြီးနောက်မင်းရှင်ကဘေးပတ်ဝန်းကျင်ကိုဝေဝဲကြည့်ရင်မေးလိုက်သည်ကိုမြမောင်ခမရတို့ရွာကလူတွေကဘလို့ဖြစ်နေတာလဲအိမ်တဲကအိမ်ပြေမထွက်ကြသလိုတရွာလုံးလဲပုံမှန်မဟုတ်သလိုပဲမသိဘူးဆရာလေးရေစုံမဒေါ်စိမ့်ညောင်ပဲထင်တယ်သူရွာကိုစရောက်တော့ကအလှကြီးပေးတယ်ဗျဝတ်သားဟင်းနေနဲ့တရွာလုံးကိုကျွေးတာဆရာတော်ကမစားကြနဲ့မျက်မြင်သားတွေရည်ရွယ်ပြီးတတ်ထားတာတွေလို့တားတာတော့ဘသူမှနားမထောင်ပဲစားကြတာပဲနောက်ဆုံးဆရာတော်လည်းမတားတာတော့ဘူးညမောင်ကလေတံကိုနှိမ်ကဆက်ပြောသည်အဲ့ဒီဝတ်သားဟင်းကိုစားပြီးတဲ့ကတရွာလုံးကလူတွေကရုပ်သွေးရုပ်တည်လို့ဖြစ်သွားတာပဲဆရာလေးကဒေါ်စိန်ခိုင်းသမျှလှုပ်ကြတယ်ရှိသမျှပေးကြရတယ်ကျွန်တော်ကိုပဲကြည်လေးဆရာလေးကျွန်တော်လည်းအဲ့ဒီအသားကိုစားမိလို့သူ့ခိုင်းဘက်ဖြစ်နေရတာမင်းရှင်ကခေါင်းညှိလိုက်သည်ဆရာကြီးဥဝိဇ္ဇာတတိပေးခဲ့သောအပြစ်မကင်းတဲ့အသားကိုစားရင်တမာတိပြတ်တယ်ဆိုသည့်စကားမှာယခုတော့သက်သေပြနေပြီဖြစ်သည်ဒေါ်စိန်ရဲ့အိမ်ကဘက်မှလည်းရှာနေကြမလို့ပါဘူးဆရာလေးဟိုးရှိမှမြင်နေရတဲ့ရွာထဲကအကြီးဆုံးနဲ့အခန့်ညားဆုံးအိမ်ကြီးကဒေါ်စိန်အိမ်ပဲရွာသားတွေစီကချင်းချောက်ယူထားတဲ့ပတ်စံတွေနဲ့စောက်ထားတာပေါ့မင်းရှင်သည်ရွာလေတွင်ထီထီကြီးရှိနေသောအိမ်ကြီးစီသို့စူးစိုက်ကြည့်လိုက်သည်ထိုအိမ်ကြီးစီမှမှောင်မဲသောအငွေ့အသက်များလွင့်ပြန်နေသည်ကိုမင်းရှင်၏အမြင်အာရုံတွင်ထင်ထင်ရှားရှားမြင်တွေ့နေရလေတော့သည်မင်းရှင်နှင့်မြတ်မောင်တို့အိမ်ကြီးဝင်းထဲသို့ဝင်လိုက်သည်နှင့်မြင်တွေ့ရသောမြင်ကွင်းကကြောချမ်းစရာကောင်းလာသည်ရွာသားအချို့သည်မျက်နှာသေးကြီးများဖြင့်ဆက်ရုပ်တရုပ်လိုလှုပ်ရှားနေကြသည်တချို့ကထင်းကိုအာရပါရခွဲနေကြတော့လဲမျက်လုံးများကအယောင်မရှိတချို့ကလည်းမြေကြီးပေါ်ကအမိုက်တွေကိုအတိတ်ပဲမရှိလဲလှဲနေကြသည်ဝင်းအလယ်တွင်တော့ဒဲအိုးကြီးတစ်လုံးဖြင့်ဟင်းတစ်မျိုးကိုချက်နေကြသည်မင်းရှင်ကစူးစိုက်ကြည့်လိုက်သောအခါထိုဟင်းအိုးထဲမှအမဲရောင်အခိုးအငွေ့များလိမ့်တက်နေသည်ကိုမြင်လိုက်ရသည်ဒါအောက်လန်းနီးနဲ့စီရင်ထားတဲ့မကောင်းဆိုးဝါးဟင်းအိုးပဲဟုမင်းရှင်ချက်ချင်းသိလိုက်သည်အိမ်ပေါ်တက်ဝရန်တာတွင်တော့ဒေါ်စိမ့်ကရက်ကြည့်နေသည်သူ့ပုံစံကတာမန်အမျိုးသမီးတဦးလိုပင်သို့သောသူ၏ပညာမှာပညာစစ်မဟုတ်ဘဲတစုံတဦးထံမှငှားရမ်းထားသောသို့မဟုတ်မကောင်းဆိုးဝါးအစီရင်များဖြင့်တိဆောက်ထားသောပညာမျိုးဖြစ်ကြောင်းမင်းရှင်ရိပ်မိသည်အရင်းမြစ်ကိုသိရအောင်အခြေအနေကိုစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်ဒေါ်စိမ့်ကဝရန်တာကနေမြမောင်ကိုလှမ်းអော်လိုက်သည်ဟဲ့အောင်မြမောင်မင်းဘာရဲလုံနေတာလဲလာမင်းလုံရမယ့်အလုပ်ကိုမသိဘူးလားမြမောင်မှာကိုလေးတုံသွားပြီးမင်းရှင်ဘက်ကိုကျွန်တော်ဘာလုပ်ရမလဲဆိုသည့်ပုံစံဖြင့်လှည့်ကြည့်သည်မင်းရှင်ကအရိတ်ကဲနားလေသဖြင့်အလိုက်တဲ့လှုပ်ဆောင်ရန်ခေါင်းငိမ့်ပြလိုက်သည်မြမောင်ကတော့ခေါင်းငုံပြီးဟင်းအိုးနာသို့ရှောက်သွားသည်ဒေါ်စိမ့်ကမြမောင်ကိုကြည့်နေစဉ်မှာပင်မင်းရှင်ကလက်ချောင်းများကြားထဲတွင်အစင်သင့်ကင်ထားသောအညွတ်ပဲအင်းပြားလေးကိုဟင်းအိုးထဲသို့လျင်မြန်စွာပြစ်ထည့်လိုက်သည်ဒေါ်စိမ့်မှာမြမောင်ကိုအာယုံရောက်သဖြင့်ထိုအချင်းရာကိုလုံးဝမမြင်လိုက်ပေဒေါ်စိမ့်ကမင်းရှင်ဘက်သို့အကြည့်လွှဲလိုက်ပြီးနှကန်းကိုမဲ့ကာပြုံးလိုက်သည်အော်ဧည့်သည်တော်လေးပါလားငါခြံထဲထိဘာကိစ္စများရှိလို့လဲမောင်ရင်မင်းရှင်ကတည်ငြိမ်စွာဖြင့်ဒီရွာကအေးချမ်းတယ်လို့ကြားလို့ခဏဝင်လာတာပါတော်လေးမင်းရှင်၏စကားကိုဒေါ်စိမ့်ကတဟားဟားနှင့်ရည်သည်ထိုအချိန်မှာပင်မင်းရှင်ပြစ်ထည့်လိုက်သောအင်းပြားကြောင့်ဟင်းအိုးထဲကအမဲရောင်အခိုးအငွေ့များမှတဖြည်းဖြည်းနှင့်လျော့နေလာပြီးဟင်းအိုး၏အယောင်မှလည်းပြောင်းလဲလာသည်ဒေါ်စိမ့်သည်သူ၏အစီအရင်ပျက်စီးစပြုနေသည်ကိုမသိသေးပဲမင်းရှင်ကိုအထင်သေးစွာကြည့်နေစေဖြစ်သည်ဟင်းအိုးထဲကအသားတွေကျက်သွားပြီးဖြစ်သည်ဖြင့်ဒေါ်စိမ့်ကရွာသားတွေကိုခါတိုင်းလိုပင်ခွက်ကိုစီဖြစ်ခတ်ကြွေးတော့သည်မင်းရှင်ပြစ်ထည့်လိုက်သောအင်းများကြောင့်ဟင်းအိုးထဲကအောက်လန်းအစီရင်တွေပြက်ပြဲသွားသည်ကိုဒေါ်စိမ့်လုံးဝမရိပ်မိသေးပေဒေါ်စိမ့်ကမင်းရှင်ဘက်သို့လှည့်ကြည့်ပြီးစောင်းမြောင်းကပြောလိုက်သည်ကဲယောဂီဆရာလေးလဲပါတာပဲတို့ရွာကဟင်းလေးမိပါအောင်ရှင့်စားပါစားပါမင်းရှင်ကဟုတ်ကဲ့ပါဗျစားပါမယ်ဟုတည်ငြိမ်စွာပြောပြီးဟင်းကိုခတ်စားလိုက်သည်ဟင်းကိုစားလိုက်ရသောရွာသားများမှာချက်ချင်းပင်မျက်လုံးများကြည်လင်လာပြီးသတိပြန်ဝင်လာကြသည်
မိမိတို့ဘာတွေလုပ်နေသလဲဆိုသည်ကိုသိသွားသဖြင့်အံ့ဩတုန်လှုပ်ခါအော်ဟစ်တော်မြည်ဆဲဆဲမှာပင်ညမောင်ကဘေးကနေလက်တို့ကမျက်စပစ်ပြလိုက်သည်ဘာမှမပြောနဲ့အောင်မတိကြအောင်ဆောင်နေကြဆိုသည့်အရိပ်ဘဲကိုရွာသားများနားလည်သွားသဖြင့်ခေါင်းငုံကဆက်စားနေဟန်ဆောင်လိုက်ကြသည်ဒေါ်စိန်ကတော့သူ့အစီအရင်နေအောင်မြင်နေစေဟုထင်ပြီးအားရခြေနှက်နေလေသည်မင်းရှင်ကဒေါ်စိန်၏ပညာရင်းမြစ်ကိုသိရန်အတွက်မြမောင်ကိုအချက်ပြလိုက်သည်မြမောင်ကလည်းပါနဲ့သူမို့ဒေါ်စိန်ကိုပို့ပြီးယုံကြည်လာအောင်ချင်းကပ်လေတော့သည်မကြီးဒေါ်စိန်မကြီးရဲ့ဟင်းကဒီနေ့ပိုမြိန်တယ်လို့ပါပဲဗျာဒါနဲ့အမကြီးစီမှာရှိတဲ့ဒီလိုထူးခြားတဲ့အတတ်ပညာတွေကိုဘယ်လိုဆရာသမားတွေစီကသင်ခဲ့တာလဲဗျကျွန်တော်လည်းအမကြီးကိုအရန်ကြည်ညိုလွန်းလို့ပါဒေါ်စိန်ကမြမောင်ဤမြောက်ပင်စကားကြောင့်ဘဝင်မြင့်သွားပြီးခဝဝါရီလိုက်သည်ဟဲ့မြမောင်ငါပညာကတာမန်မဟုတ်ဘူးဟဲ့ငါအိမ်နောက်ဖေးကတဲအိမ်လေးထဲမှာရှိတဲ့ဆရာကြီးစီကရတာသူကလူမြင်လို့မရဘူးသူခိုင်းတာလုပ်ရင်ငါတို့တစ်သက်လုံးစားမကုန်တဲ့ရွှေငွေတွေရမှာကွမြမောင်ကမင်းရှင်ဘက်ကိုတစ်ချက်ကြည့်လိုက်သည်မင်းရှင်ကဒေါ်စိန်ပြောလိုက်သည့်အိမ်နောက်ဖေးကတဲအိမ်တွေကဆရာကြီးဆိုသည့်စကားကိုအာယုံဆိုင်လိုက်သည်၎င်းမှာလူမဟုတ်ဘဲအောက်လဲပုပ်ကိုတူဦးသို့မဟုတ်ဆုံးနက်တစ်မျိုးမျိုးဖြစ်နိုင်ကြောင်းမင်းရှင်ရိပ်မိလိုက်သည်မင်းရှင်ကမြမောင်ကိုမျက်မှောင်ကျုပ်ပြကအဲ့ဒီတဲစီကိုဒေါ်စိန်မသိအောင်တွားကြည့်ဖို့အချက်ပြလိုက်သည်မြမောင်ကလည်းအမိုက်လှဲခြင်းအောင်ဆောင်ပြီးအိမ်နောက်ဖေးဘက်ကိုတဖြည်းဖြည်းချင်းကပ်သွားပါတော့သည်မြမောင်သည်အမိုက်လှဲသလိုလိုနှင့်အိမ်နောက်ဖေးဘက်သို့တဖြည်းဖြည်းရှော့တိုက်ထွက်လာခဲ့ရာမင်းရှင်ကတော့ဒေါ်စိန်ဤအာယုံကိုလွှဲထားလိုက်ရန်အတွက်ပရိယေဖြစ်စကားဖောင်ဖွဲ့နေလိုက်သည်ဒေါ်လေးရဲ့ပညာကတကယ့်ကိုအံ့ဩဖို့ကောင်းတာပဲရွာသားတွေအားလုံးကိုဒီလောက်ထိအမိတ်ပေးနိုင်ဖို့ဆိုတာမလွယ်ဘူးနော်ဒေါ်စိန်ကသွားကြည့်ဖြဲကရည်ရင်ဒါပေါ့မောင်ရင်ရဲ့ငါဆရာကအစွမ်းထက်တယ်လေအဲ့လိုဂုံယူဝင်ကြွားစွာပြောနေစဉ်မြမောင်ကတော့အိမ်နောက်ဖေးကအမှောင်ရိပ်ကျနေတဲ့တဲစုပ်လေးနားစီကိုရောက်ရှိသွားပြီဖြစ်သည်မြမောင်သည်တဲတကားကြားမှချောင်းကြည့်လိုက်သောအခါသပင်ဖားများနှင့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်ထိုသူမှာအမှောင်ထဲတွင်ဖျောင်းနိုင်အနီများကိုထွန်းကာမြေအိုးတစ်လုံးကိုစိုက်ကြည့်ရင်းမန်တန်များရွတ်ဆိုနေသည်မြမောင်သည်ထိတ်လန့်သွားတော်လဲတေချာကြည့်လိုက်သောအခါထိုသူမှာတခြားသူမဟုတ်ဘဲဒေါ်စိန်ဤလင်ယောက်ျားဥအောင်ဘဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့်အံ့ဩသွားသည်မြမောင်သည်ချက်ချင်းပင်မင်းရှင်ရှိရာသို့တတိဖြင့်ပြန်လာပြီးအနာကခါတိုးတိုးလေးပြောပြတော့သည်ဆရာလေးကျွန်တော်တွေ့ခဲ့ပြီးအနောက်ကတဲထဲမှာရှိနေတာကတခြားသူမဟုတ်ဘူးဒေါ်စိန်ရဲ့လင်ယောက်ျားဥအောင်ဘပဲသူကအောက်လန်းပညာကိုခိုးတင်ထားတာဗျဒေါ်စိန်ကိုယ်တိုင်ကတော့ဘာပညာမှတတ်တာမဟုတ်ဘူးသူ့ယောက်ျားရဲ့အောက်လန်းလေးတွေကိုသုံးပြီးရွာကိုချင်းချောက်နေတာပဲဆရာလေးမင်းရှင်သည်အခြေအနေအလုံးကိုခြုံငုံသုံးသပ်လိုက်မိသည်ဒေါ်စိန်မှာကိုယ်ပိုင်ပညာမရှိသူမ၏လောဘကိုဖြည့်ဆည်းရန်လင်းယောက်ျားကိုအောက်လန်းသည်ဖြင့်ရွာကိုချုပ်ကင်ထားခြင်းဖြစ်သည်သူတို့ဇနီးမောင်နှံ၏ရည်ရွယ်ချက်မှာရွာသားများ၏ချွေးနှဲစာနှင့်ရွာ၏စည်းစိမ်များကိုအပိုင်စီးရန်သာဖြစ်သည်မင်းရှင်သည်ဒေါ်စိန်ကိုစူးစိုက်ကြည့်ကအေးဆက်သောလေတံဖြင့်မေးလိုက်သည်ဒေါ်လေးလူတွေရဲ့အသက်နဲ့စည်းစိမ်ကိုအောက်လန်းပညာနဲ့ကစားရတာပျော်ရဲ့လားအိမ်နောက်ကဥအောင်ဘကိုလည်းနားခိုင်းလိုက်ပါတော့အခုဒေအိုရဲ့အသားဟင်းတွေကဒေါ်လေးတို့ရည်ရွယ်ထားသလိုအစိတ်တွေမဟုတ်တော့ဘူးဒေါ်စိန်သည်ဥအောင်ဘဆိုသည့်နာမည်ကိုကြားလိုက်ရသည်နှင့်မျက်နှာပြတ်သွားသည်နင်ဘာတွေပြောနေတာလဲကျွန်တော်ပြောတာနားမလည်ရင်ဟင်းအိုးတဲကိုပြန်ကြည့်လိုက်ပါမင်းရှင်ကပြောဆူဆူနှင့်လက်ကွက်တစ်ခုကိုလေထဲတွင်ရေးဆွဲကာဟဲ့ပြက်စီဟုအမိတ်ပေးလိုက်သည်ထိုအခါဟင်းအိုးထဲမှအမဲရောင်အငွေ့များအစားဖြူဖွေးသောအခိုးအငွေ့များသာထွက်ပေါ်လာပြီးဒေါ်စိန်ကိုယ်တိုင်စားထားသောဟင်းများကြောင့်သူမ၏ဗိုက်ထဲတွင်မီးစားနှင့်ထိုးတကဲ့သို့ပူလောင်လာတော့သည်အာပူတယ်အောင်မကြီးလာပါအောင်ကားကိုကယ်ပါအောင်ဒေါ်စိန်သည်မြေပြင်ပေါ်တွင်လူးလိမ့်အော်ဟစ်နေချိန်တွင်အိမ်နောက်ဖေးတဲထဲမှဥအောင်ဘသည်လည်းသူ၏အစီအရင်များပြောင်းရန်လှန်ကုန်သဖြင့်သွေးအံကပြေးထွက်လာပါတော့သည်
ရွာသားများအလုံးမှလည်းထိုဇနီးမောင်နှံဤရုပ်မာမှုကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသဖြင့်ရွာလေလမ်းမကြီးတစ်ခုလုံးစူညံသွားလေတော့သည်ရွာလေလမ်းမကြီးပေါ်တွင်လေပြင်းများတဝေါဝေါတိုက်ခတ်လာပြီးတော်ဝင်းကျင်တစ်ခုလုံးမှောင်အတိကျသွားသည်ဥအောင်ဘသည်ပါဇက်မှသွေးများတုတ်ခါတဲတဲမှပြေးထွက်လာပြီးမင်းရှင်ကိုမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်စူးစိုက်ကြည့်သည်မောင်ရဲ့ငါလမ်းကိုပိတ်ထည့်သူမှန်သမျှအသက်မရှင်စေရဘူးငါရဲ့ကဝေနဆိုးသွေးဆုပ်ရုပ်ရဲ့အစွမ်းကိုကြည့်လက်အောင်ဦးအောင်ပါကအိတ်ထဲမှအနက်ရောင်တရေရုပ်ငယ်တစ်ခုကိုထုတ်လိုက်သည်ထိုရုပ်သည်အနက်ရောင်အငွေ့အသက်များဝန်းရံနေပြီးကြောက်မက်ဖွယ်ကောင်းသောငိုတန်ဆူးဆူးကိုပေးစွမ်းနေသည်ဦးအောင်ပါကမန်တန်တချို့ကိုရွတ်ဆိုပြီးထိုအယုတ်ကိုမင်းရှင်ထံသို့ပြစ်လွှတ်လိုက်ရာလေထဲတွင်ကြီးမားသောအနက်ရောင်ဝိညာဉ်လက်ကြီးတစ်ခုပြောင်းလဲကမင်းရှင်၏လေပင်ကိုညှင့်ရန်ပြေးဝဲလာတော့သည်မင်းရှင်ကတော့မတုံမလှုပ်ဆရာကြီးဦးဝိဇ္ဇာတင်ပေးခဲ့သောမဟာသမယသီလဆက်ကိုအာယုံပြုလိုက်သည်ကိုအောင်ပါအောက်လန်းပညာဆိုတာခဏတာအမှောင်တုပဲအလင်းရောင်ရှိမှဘယ်တော့မှမခံနိုင်ပါဘူးဦးအောင်ပါကဒေါသတကြီးဖြင့်သူ၏အစစ်မြင့်အောက်လန်းပညာဖြစ်သောငရဲမိရှံအောက်လန်းဂါတာကိုအော်ဟစ်ရွတ်ဆိုလိုက်သည်မြေပြင်မှအမဲရောင်မိတောက်များထွက်ပေါ်လာပြီးမင်းရှင်ကိုဝိုင်းပတ်သွားသည်ရွာသားများမှကြောက်လန့်တကြားထွက်ပြေးကြကုန်သည်ထိုအချိန်တွင်မင်းရှင်ကသူ၏လွယ်ထဲမှကန့်ကော်ကလောင်တံကိုထုတ်ခါလေထဲတွင်အင်္ဂွက်တစ်ခုကိုလင်းမြန်စွာရေးဆွဲလိုက်သည်၎င်းမှာဆရာကြီးကိုယ်တိုင်တင်ပေးခဲ့သောနဝင်းကိုပေါက်အောင်မြင်ခြင်းအင်းပင်ဖြစ်သည်။အောင်တန်ပုတ်တီတိတ်တိဖလပျက်စီးစေမင်းရှင်ကအင်္ဂွက်ကိုလက်ဝါးဖြင့်တွန်းထုတ်လိုက်ရာရွှေရောင်အလင်းတန်းများဖြာထွက်သွားပြီးဥအောင်ပါ၏အမဲရောင်မီးရှံများကိုတခဏချင်းငိမ့်သက်လိုက်သည်အနက်ရောင်တရေရုပ်ကြီးမှလည်းရွှေရောင်အလင်းအောက်တွင်အရေးပျော်ကျသွားပြီးဥအောင်ပါ၏ရင်ဘတ်ကိုအင်းစွမ်းအားကပြန်လည်ရိုက်ခတ်လိုက်သည်ဥအောင်ပါသည်လွင့်ထွက်သွားပြီးတစ်ပင်တပင်ကိုကြောဖြစ်စောင့်မိကမြေပြင်ပေါ်သို့ဝှတ်ဆင်းကျသွားသည်သူ၏အောက်လဲပညာများအလုံးပြောင်းပြန်လှန်ကုန်သဖြင့်ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်တကဲ့သို့ပူလောင်လာကပါဇက်မှသွေးများအဆက်မပြတ်အန်ထုတ်နေရတော့သည်မင်းဘသူတပည့်လဲဦးအောင်ပါကတုံရီသောအတန်ဖြင့်မေးသည်ကျွန်တော်ဟာဆရာကြီးဦးဝိဇ္ဇာရဲ့တပည့်မင်းရှင်ပဲကိုအောင်ပါခမရဲ့လောဘနဲ့ပညာဟာအခုတော့ခမကိုပြန်တက်နေပြီဦးအောင်ပါသည်နောက်ဆုံးတွင်မင်းရှင်၏အထက်လန်းပညာရှိတွင်အရှုံးပေးလိုက်ရပြီးတတိလစ်မေ့မျောသွားလေတော့သည်ဒေါ်စိမ့်မှလည်းလင်ယောက်ျားအရှုံးပေးလိုက်ရသည်ကိုမြင်သောအခါအားကိုးရာမဲ့စွာဖြင့်ရွာသားများ၏ခြေရင်းတွင်ဒူးထောက်တောင်းပန်နေရပါတော့သည်ကန်တရာရွာလေးပေါ်ကအမောင်တို့သည်တဖြည်းဖြည်းလွင့်ပြဲသွားပြီးလရောင်မှရခင်ကထက်ပိုမိုကြည်လင်တောက်ပလာလေတော့သည်ရွာသားများမှာဒေါသအဟုန်ဖြင့်ဒုတ်ဓားများကိုကိုင်းဆောင်ကဥအောင်ပါနှင့်ဒေါ်စိမ့်ကိုတက်ရန်ဝိုင်းအောင်လာကြသည်မတက်ကြပါနဲ့အောင်ရွာသူရွာသားတို့မင်းရှင်ဤတည်ငြိမ်လာသောအတန်ကြောင့်လူအုပ်ကြီးငြိမ်ကျသွားသည်မင်းရှင်သည်ဥအောင်ပါဤထိပ်ဘက်ကိုလက်ဝါးတင်ကသူဤအောက်လန်းပညာများအလုံးကိုအာနာကုန်နှုတ်ပယ်အင်းဖြင့်သိမ့်စီလိုက်သည်ဥအောင်ပါ၏ခန္ဓာကိုယ်ထဲမှအမဲရောင်အငွေ့များလွင့်ထွက်သွားပြီးတာမန်လူတယောက်ကဲ့သို့အားအင်ချိနဲ့သွားလေတော့သည်ဒေါသကိုဒေါသနဲ့တုံ့ပြန်တာကမီးလောင်နေတဲ့အိမ်ကိုစီနဲ့ပတ်တလို့ပဲဗျအမှောင်ကိုအမှောင်နဲ့တိုက်လို့မနိုင်အလင်းနဲ့ပဲတိုက်လို့ရတယ်ခမည်းတော်သူတို့ကိုတက်လိုက်ရင်ခမည်းတော်လက်မှာသွေးစွန်းပြီးတော့သူတို့လိုပဲအပြစ်တွေထိုက်ကုန်လိမ့်မယ်ရေကူးမတက်သူနှစ်ယောက်ဖတ်တွဲပြီးရေနစ်နေသလိုမျိုးမဖြစ်ကြပါနဲ့သူတို့ကိုသက်ဆိုင်ရာအာဏာပိုင်တွေလက်အပ်ပြီးနောင်တရခိုင်းပေးတာကမှမြတ်တဲ့အကျင့်ပါမင်းရှိဤမြတ်တာရှိထားသောဥပမာများကြောင့်ရွာသားများဒေါသပြေကလက်နက်များကိုချလိုက်ကြသည်ထို့နောက်မင်းရှင်သည်ရွာဦးကျောင်းသို့ပြန်ရန်ပြင်ဆင်နေစဉ်မြမောင်ကနောက်မှအပြေးလိုက်လာသည်ဆရာလေးကျွန်တော်ကိုဆရာလေးရဲ့တပည့်အဖြစ်ခွင့်ပြုပေးပါဗျာမဟုတ်တာအကိုရဲ့ကျွန်တော်ကဆရာမဟုတ်ပါဘူးဘာမှလည်းအကုန်မတက်သေးပါဘူးကျွန်တော်ဆရာလေးကိုတကယ်လေးစားလို့ပါဆရာလေးနဲ့အတူလိုက်ပါပြီးဒုက္ခရောက်နေတဲ့လူတွေကိုလိုက်ကယ်ခြင်းပါတယ်ဗျာခွင့်ပြုပေးပါဆရာမြမောင်ဤရိုးသားလာသောမျက်လုံးများကိုကြည့်ပြီးမင်းရှင်ခေါင်းငိတ်ခွင့်ပြုလိုက်သည်
ဆရာတပည့်နှစ်ယောက်နှစ်ဦးသာကျောင်းပေါ်သို့တက်ခါဆရာတော်ကိုတွားရောက်ကြောကြသည်ဆရာတော်ကပြုံးတော်မူရင်းငါပြောသားပဲမဟုတ်လားအချိန်တန်ပြီလို့အခုတော့မင်းတို့နှစ်ယောက်ရှေ့ဆက်ရမယ့်ခရီးကစပြီညမောင်ကတင်ပါဖေတပည့်တော်ဆရာလေးနဲ့အတူလိုက်သွားပြီးလူကယ်ခြင်းပါတယ်ဖေခုလျှောက်ရာဆရာတော်ကတာရုခေါ်ပြီးခွင့်ပြုလိုက်သည်လင်းအားကြီးချိန်တွင်မင်းရှင်နှင့်မြမောင်တို့သည်အေးချမ်းသွားပြီဖြစ်သောကန်တာယာရွာလေးကိုကြောခိုင်း၍ထွက်လာခဲ့ကြသည်လမ်းဆောင်သို့ရောက်သောအခါမြမောင်ကမေးလိုက်သည်ဆရာကျွန်တော်တို့အခုဘယ်ကိုဆက်သွားကြမလဲမင်းရှင်ကလွယ်အိတ်ကိုခိုင်အောင်လွယ်ရင်ရှေ့ကတောင်တန်းကြီးများကိုမျှော်ကြည့်ကပြောင်းလိုက်သည်ခြေဦးတက်ရပေါ့အကိုရလူတွေဒုက္ခရောက်နေတဲ့နေရာတိုင်းဟာကျွန်တော်တို့သွားရမယ်လမ်းပဲပေါ့ဆရာနှင့်တပည့်နှစ်ဦး၏ခြေလဲများသည်မြူကိုးများကြားတွင်ပျောက်ကွယ်သွားရင်းအထက်လန်းပညာဖြင့်လူသားတို့ကိုကယ်တင်မိခရီးစဉ်တစ်ခုကစတင်လိုက်ပါတော့သည်မင်းရှင်နှင့်မြမောင်တို့ဆရာတပည့်နှစ်ဦးသည်တော်လန်ခရီးကိုဖျက်ကျော်ကခြေဦးတက်ရာရှောက်လှမ်းလာခဲ့ကြသည်တနေ့တွင်တော့အလွန်ตาရလာသောမြိုင်သားရာရွာကလေးသို့ဆိုက်ဆိုက်မြဲမြဲရောက်ရှိလာတော့သည်ရွာ၏အဝင်တွင်တည်ရှိသောရတနာပုံကျောင်းတိုက်ကြီးသည်အေးချမ်းလာသဖြင့်မင်းရှင်တို့ထိုကျောင်းတွင်ခတ္တတဲခိုရန်ဆုံးဖြတ်လိုက်ကြသည်ကျောင်းနိုင်ဆရာတော်ထံတွင်ခွင့်ပန်ကကျောင်းဝေယဝိဆများကိုကူညီလုပ်ကိုင်ပေးရန်တောင်းတင်နေကြခြင်းဖြစ်သည်ကိုမြမောင်ခမည်းကကျောင်းအလုပ်တွေကိုတော်တော်ကျွမ်းတာပဲနော်မင်းရှင်ကဖျားပန်းဦးလဲနေသောမြမောင်ကိုကြည့်ကချီးကျူးလိုက်သည်မြမောင်ကပြုံးလျက်ကျွန်တော်ကငယ်ငယ်ကလေးကဘုန်းကြီးကျောင်းသားဖြစ်ခဲ့တာဆရာလေးရဲ့ကျောင်းသားကြီးဘဝနဲ့နေခဲ့တာဆိုတော့စွန့်ချက်တာဝေယဝိဆလုပ်တာတွေကတော့ကျွန်တော်အတွက်အထာပဲပေါ့မြမောင်ကပြောသည့်အတိုင်းပင်ကျောင်းတိုက်အတွင်းရှိတန်ရှင်းရေးဖျားဝိပြုရန်ပြင်ဆင်ခြင်းနှင့်ဆရာတော်ဤစွမ်းကိစ္စများကိုအတက်တရောဆောင်ရွက်သည်မင်းရှင်ကတော့ကျောင်းတက်ဤငြိမ်သက်အေးချမ်းမှုကိုအခွင့်ကောင်းယူကဆရာကြီးပေးခဲ့သောအင်းစာအုပ်များကိုပြန်လည်လေ့လာနေသည်သို့သောမြိုင်သားရာရွာလေးဤအေးချမ်းမှုကခဏတာဖြစ်ပုံရသည်ရတနာပုံကျောင်းတိုက်ထဲသို့ရွာသားတချို့ထိတ်လန့်တကြားနှင့်ပြေးဝင်လာတဲ့ကြောင့်မင်းရှင်စာအုပ်ကိုပိတ်ခါအောက်သို့ဆင်းကြည့်လိုက်သည်ဆရာတော်ကယ်ပါအောင်ဖျားရွာထဲမှာထူးဆန်းတဲ့ယောဂတစ်ခုဖြစ်နေလို့ပါရွာသားများဤစကားကြောင့်မင်းရှင်နှင့်မြမောင်တို့တဦးကိုတဦးချိလိုက်ကြသည်သူတို့ဤခီးစဉ်သစ်နှင့်ပညာစမ်းသပ်ချက်မှာယခုရတနာပုံကျောင်းတိုက်တွင်ပင်စတင်တော်မူဖြစ်သည်မင်းရှင်နှင့်မြမောင်တို့ရွာသားများနောက်သို့လိုက်ရန်ပြင်ဆင်နေစဉ်ကျောင်းပေါ်သို့အသက်60ကျော်ခန့်ရှိမိလူကြီးတဦးတည်ငြိမ်စွာတက်လာသည်ထိုသူဤဝိစားဆင်ရင်မှုမှာရိုးရှင်းတော်လဲသူဤမျက်ဝန်းများကကြည်လင်တောက်ပနေပြီးထူးခြားသောမေတ္တာတက်အရှိန်ဝါတစ်ခုဖြာထွက်နေသည်ထိုလူကြီးကမင်းရှင်တို့ကိုကြည့်ကခပ်ပြုံးပြုံးဖြင့်ခေါင်းညှိပြလိုက်သည်ထိုအပြုံးကိုမြင်လိုက်ယုံဖြင့်မင်းရှင်၏စိတ်ထဲတွင်လုံခြုံမှုတစ်ခုကိုခံစားလိုက်ရပြီးဤပုဂ္ဂိုလ်မှာတာမန်မဟုတ်ဘဲအစစ်မြင့်သောအထက်လန်းဆရာကြီးတစ်ဦးဖြစ်ကြောင်းချက်ချင်းသိလိုက်သည်ကဲကလေးမလေးအခြေအနေမကောင်းဘူးဆိုတော့တွားကြည့်ကြတာပေါ့မင်းရှင်ကအဲ့လိုဆိုကလွယ်အိတ်ကိုကောက်လွယ်လိုက်သည်ထိုအခါဆရာကြီးကအေးဆေးသောလေတံဖြင့်နေပါဦးမောင်ရင်ဦးကြီးလည်းလိုက်ခဲ့ပြစေမောင်ရဲ့ပညာနဲ့စေတနာကိုဦးကြီးမျက်မြင်တွေ့ကျင်လို့ပါအဲ့လိုဆိုကထားရက်လိုက်သည်သူတို့သုံးဦးကလေးမလေးရှိရာအိမ်သို့ရောက်သွားသောအခါမြင်လိုက်ရသည့်မြင်ကွင်းကြောင့်မင်းရှင်ရောမြမောင်မှာအံ့ဩမှင်သက်သွားကြရသည်အိမ်မော်တွင်အသက်9နှစ်အရွယ်ကလေးမလေးမှာအိယာပေါ်တွင်လဲလျောင်းနေတော်လဲသူမ၏ကိုယ်ပေါ်တွင်ပုံမှန်မဟုတ်သောအဖြူရောင်မြူကိုနုနုများကဖုံးလွှမ်းနေသည်ပို၍ထူးဆန်းသည်မှာကလေးမလေး၏အသက်ရှူတမ်းမှာလူတမ်းမဟုတ်ဘဲလေတိုးတန်ကဲ့သို့တဝေါဝေါမြည်နေခြင်းဖြစ်သည်ဒါဘာဖြစ်တာလဲဆရာလေးမြမောင်ကတုန်လှုပ်စွာမေးလိုက်သည်မင်းရှင်ကကလေးမလေးအနာသို့တိုးသွားရန်ပြင်လိုက်စဉ်နောက်ကလိုက်လာသည့်ဆရာကြီးကမင်းရှင်၏ပခုံးကိုအသာအရာပုတ်ခါတားလိုက်ပြီးသတိထားမောင်ရင်ဒါကရိုးရိုးပြူစားတာမဟုတ်ဘူးတောဆောင်နဲ့ရဲ့အညှိုးတစ်ခုခုပါနေတယ်လို့ပဲဒီကလေးမလေးနဲ့မင်းရှင်ရဲ့အဆက်ကိုတော့နောက်စာစဉ်သုံးဖြစ်တဲ့မင်းရှင်နှင့်နေအောင်လရောင်အလင်းရောင်ဆိုတဲ့ဇလန်းလေးမှာဆက်လက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ဒီဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကိုလည်း subscribe photo လေးနှိပ်ခဲ့ပေးပါဘေးနားက notification ခေါင်းတောင်းလေးကိုလည်းတီးခဲ့ပေးပါလို့မေတ္တာရပ်ခံပါတယ်အားလုံးကျန်းမာချမ်းသာပျော်ရွှင်နိုင်ကြပါစေရှင်